Hello မင်္ဂလာပါမမေကလေဒီမျိုးအောက်ခံပြားလေးထုတ်ပြပေးမယ်နော်ပန်းပွင့်လေးနဲ့ချစ်စရာလေးတော့ပန်းစည်းလေးလည်းလုပ်လို့ရတယ်ပန်းစည်းလေးလုပ်ပြီးတော့အဲ့ရပန်းဦးလေးတွေမှာထည့်စပွဲခုံလေးမှာတင်ထားရန်ချစ်စရာလေးနော်မင်းစီမင်းကော်တုံပဲရှိလို့မမေကမင်းကော်တုံလေးနဲ့ပဲထုတ်ပြလိုက်ပါမယ်နော်အဆိုင်ကတော့ 2.5 လေးပဲသုံးထားပါတယ်ကဲတော့မြန်မာကော်တုံနေပါရင်လည်းတုံးပူလာရယ်နော်ကဲပထမဆုံးမြခင်းရောင်လေးနဲ့စထုတ်ပြမယ်နော်ခင်းရောင်လေးနဲ့အရင်ဆုံးစထုတ်ပြပါမယ်ရှင်ခင်းရောင်လေးကိုမတ်ဂျရင်းလေးလုပ်လိုက်ပါမယ်မတ်ဂျရင်းလေးလုပ်ပြီးတော့မမေကချိန်3ခါတက်လိုက်ပါတယ်တစ်ခါနှစ်ခါခုနအဲ့နော်3ခါတက်ပြီးတော့မမေကတိုင်ရှည်လေးတွေထူသွားမယ်နော်မတ်ဂျရင်းထဲမှာတိုင်ရှည်လေးတွေကို12ခါထိုးတော့ပါမယ်ရှင်မင်းရဲ့အဆိုင်ကနည်းနည်းသေးနေတော့နော်ခြီဆွဲနည်းနည်းကြံခဲ့မင်းကအဲ့ထဲမှာမကျရင်းထဲမှာတိုင်ရှည်လေး12ခါထိုးလိုက်ပါမယ်မင်းက3ခါလောက်ပဲထိုးပြလိုက်တော့မယ်နော်ကျန်တာကတော့ထိုးပြီးလို့ရှင်တူတူပြန်သွေးကြမယ်ဒီဆိုလို့ရှိရင်မင်းတို့အမတ်ကျရင်းလေးဆွဲချုံလိုက်မယ်နော်ဆွဲချုံလိုက်ပြီးအဝိုင်းလေးဖြစ်သွားပြီဆိုရင်မင်းတို့ပထမဆုံးပေါက်လေးထဲမှာမင်းတို့ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ရှက်ကော်လေးနဲ့ဆက်ပြီးတော့အချိန်လေး3ခါတက်ပါမယ်1 2 3ခါတက်ပြီးတော့တစ်ပေါင်းမှာတိုင်ရှည်2တိုင်နဲ့ပွားလိုက်ပါမယ်နော်ပထမဆုံးပေါက်လေးမှာတိုင်ရှည်2တိုင်ထိုးပါမယ်တစ်တိုင်2တိုင်2တိုင်ပြီးလို့ရှိရင်နောက်တစ်ပေါက်မှာ2တိုင်ထိုးမယ်နော်နောက်တစ်ပေါက်မှာတိုင်ရှည်ပွားလေးဆက်ထိုးပါမယ်တစ်ပေါက်မှာတိုင်ရှည်လေး2တိုင်ထိုးပါမယ်တိုင်ရှည်လေး2တိုင်ထိုးပြီးတော့အဲ့လိုပတ်ချလဲထိုးသွားမယ်နော်ပတ်ချလဲထိုးသွားပါမယ်ကဲထိုးပြီးသွားပြီဆိုတော့နောက်ဆုံးပေါက်ရောက်တဲ့ချိန်မှာရှက်ကော်လေးနဲ့ဆက်ပါမယ်ရှက်ကော်လေးနဲ့ဆက်ပြီးလို့ရှိရင်မင်းကနောက်ထပ်အဖြူရောင်လေးကိုသုံးပါမယ်နော်ဖြူရောင်လေးကိုမင်းကတော့ဒီလိုလေးနဲ့ပဲဆက်ပြလိုက်တယ်နော် slip knot လေးနဲ့ဆက်ရင်လည်းအဆင်ပြေပါတယ်ချိန်လေး3ခါတက်ပါမယ်ချိန်လေး3ခါတက်ပြီးပထမပေါက်ထဲမှာတိုင်ရှည်လေး3တိုင်ဖြစ်အောင်ထိုးမယ်နော်အခုကချိန်လေး3တိုင်ကို1တိုင်လို့မှတ်လိုက်ပြီနော်မင်းကတော့ဒီမှာစပြီးတော့တိုင်ရှည်လေး3တိုင်ထိုးပါမယ်1တိုင်2တိုင်2တိုင်3တိုင်တိုင်ရှည်လေး3တိုင်ထိုးလိုက်ပါတယ်ပြီးလို့ရှိရင်မင်းတို့ခုနပွားခဲ့တဲ့အဲ့ဒီရဲ့ခရင်အောင်တိုင်ရှည်လေး2တိုင်ရဲ့ဘေးမှာပေါ့နော်1တိုင်2တိုင်ဘေးကအပေါက်ထဲမှာမင်းတို့ကတိုင်ရှည်လေး3တိုင်ထိုးမယ်နော်အဲ့လိုပွားခဲ့တဲ့2ပေါက်ကျော်ပြီးတော့တိုင်ရှည်2တိုင်ကျော်ပြီးတော့အဖြူလေးနဲ့3ခါထိုးမယ်အဖြူလေးနဲ့တိုင်ရှည်3ခါထိုးပါမယ်ဖြူလေးနဲ့တိုင်ရှည်3ခါထိုးပါမယ်ရှင်ခုနပွားခဲ့တဲ့2ချောင်းကိုကျော်ပြီးတော့နော်တိုင်ရှည်လေး2တိုင်ကိုကျော်ပါမယ်2တိုင်ကိုကျော်ပြီးတော့ချိန်တိုင်ရှည်လေး3ခါထိုးပါမယ်မမေကတော့ချီကြလေးတွေတစ်ခါလေးတင်သွားလိုက်ပါတယ်တိုင်ရှည်လေး3ခါထိုးလိုက်ပါတယ်အဲ့လိုနဲ့ပတ်ချလဲထိုးသွားမယ်နော်သူအဝိုင်းလေးဖြစ်သွားအောင်လို့အဲ့လိုနဲ့ပတ်ချလဲထိုးသွားပါမယ်သူအယောင်ဆက်လေးဆိုရမ်းချစ်စရာကောင်းတယ်နော်အယောင်ဆက်လေးဆိုရမ်းချစ်စရာလေးအဲ့လိုနဲ့ပတ်ချလဲလုံးထိုးသွားလိုက်ပါပြီပြီးတော့မိမိတို့နောက်ဆုံးရောက်ပြီဆိုရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်နော်ရှက်ကော်လေးနဲ့ဆက်ပြီးတော့မိမိတို့ကဒီတစ်ခါကျတော့တိုင်ရှည်2တိုင်ချိန်လေးတစ်ခါတိုင်ရှည်2တိုင်ချိန်လေးတစ်ခါအဲ့လိုပုံစံလေးနဲ့တွားပါမယ်တိုင်ရှည်2ခါအမျိုးချိန်လေးနဲ့တိုင်ရှည်2တိုင်တစ်ခါချိန်လေးတစ်ခါသွားပြီးတော့မိမိတို့ကအစိမ်းရောင်လေးနဲ့ဆက်လိုက်မယ်နော်အစိမ်းရောင်လေးနဲ့ဆက်ပြီးတော့သူ့ယူတဲ့လေးလုံးမလို့နော်အဲဆိုဖွမီလေး5ခါတက်လိုက်ပါမယ်ဖွမီလေး5ခါတက်ပါမယ်ဖွမီ5ခါတက်ပြီးတော့ခုနကတိုင်ရှည်2တိုင်တစ်ခါချိန်တစ်ခါရဲ့ကြားထဲမှာမိမိတို့ကရှက်ကော်လေးနဲ့ဆက်မယ်နော်ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ခုနက2တိုင်ချာလေးကြားထဲမှာရှက်ကော်လေးနဲ့ဆက်ပါမယ်ရှ
ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ရှင်ခုနနှစ်တိုင်ချားထဲမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်တိုင်ရှည်ဖွတ်မီ9ရန်ထိုးပြီးတော့မင်းတို့အဲ့ကြားထဲမှာရှက်ကော်လေးနဲ့ဆက်လိုက်မယ်နော်အဲ့လိုလေးပတ်ချလေးထိုးသွားပါမယ်သူကရိုးရန်တော့ဖြစ်နေအဲ့ရပန်းပွင့်ရဲ့အညာလေးလို့ပေါ့နော်အစိမ်းလေးကိုလိုလေးထိုးပါမယ်အစိမ်းလေး2တန်းထိုးပြီးတော့ပန်းပွင့်လေးဆက်ထိုးမယ်နော်ရန်ချစ်စရာကောင်းတယ်နော်တငယ်ချင်းတွေကိုလက်ဆောင်ထိုးပေးလို့လည်းရတယ်ကိုယ့်ရဲ့အခန်းစပွဲလေးမှာပန်းအိုးလေးနဲ့ဒီရဲ့ပန်းစီတိလေးတင်ထားလို့လည်းရန်ချစ်စရာကောင်းတယ်နော်မမေကတော့အလိုတင်ထားမှာချစ်လို့အဲ့လိုနဲ့တစ်ပတ်ချလေးလုံးထိုးတော့ပါမယ်ရှင်